Nura Tristari Konaga Trishne to Dushinibare. The preposition ye now so down with position or preposition in a sentence. Sajan Maso ye preposition with a Pimia de Machine. And I would do regard the name to do La Dama with the Bare. Nimadua blew up your hands so position or preposition in a sentence. Preposition usually come before a noun or pronoun. Preposition ကကြတော့သူကနာဘုမဟုတ်လို့ရှိရင်နာသားတွေရဲ့အရှိနာသားတွေမတိုင်ခင်မှာဆိုရင် preposition ကအမြဲတမ်းရှိတာကိုပြောတာပါ။စမ်းတဲ့ကြောင်းထဲမှာဆိုရင်နာဘုမဟုတ်လို့ရှိရင်နာသားတွေမတိုင်ခင်မှာနာသားတွေရဲ့အရှိမှာဆိုရင်သူက preposition ရှိတာကိုပြောတာပါ။ Preposition usually come before a noun or pronoun. Structure ကဘယ်လိုမျိုးပုံစံလဲဆိုရင် subject plus verb plus preposition plus object. Subject ဝင်လာမယ်ပြီးတော့ verb လာမယ် verb ရဲ့အနောက်မှာဆိုရင် preposition ရှိမယ်ပြီးတော့ object ကကြတော့ noun လည်းဖြစ်နိုင်တယ်လို့ pronoun လည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့သူကခုနတုန်းက noun နဲ့ pronoun တွေမတိုင်ခင်မှာဆိုရင် preposition ရှိတာကိုပြောတာအဲ့ဆိုရင်တို့တွေက example sentence နဲ့ကြည့်ကြည့်ကြရအောင် example sentence မှာဆိုရင် the cat is under the table the cat is under the table ကြောင်ကသပွဲအောက်မှာရှိနေတယ်ကြောင်ကသပွဲအောက်မှာရှိနေတယ်ဒီမှာဒါဆိုရင် the cat က subject is verb ပြီးတော့ under က preposition ပြီးတော့ the table ဆိုတာကဒီမှာဆိုရင်သူက noun ပေါ့ noun ရဲ့အရှိမအဲဆိုရင်ဒီမှာပြောချင်တာကကြောင်ကစပွဲအောက်မှာရှိနေတယ်။ပြီးတော့ she sit beside me သူမကငါ့ရဲ့ဘေးမှာထိုင်တာပေါ့။သူမကငါ့ရဲ့ဘေးမှာ beside ဘေးမှာကိုယ့်ရဲ့ဘေးချင်းကဲ့ရဲ့မှာသူထိုင်တာ beside ပြီးတော့ the bag is on the chair လွယ်အိတ်ကကလထိုင်ပေါ်မှာရှိနေတယ်လွယ်အိတ်ကကလထိုင်ပေါ်မှာရှိနေတယ်ဒီမှာဆိုရင် subject ပြီးတော့ verb ပြီးတော့မှ preposition လာတယ်ပြီးတော့ object ပေါ့ object ဆိုတဲ့ဒီမှာ the chair သူကဒီအပေါ်မှာရှိနေတာပေါ့ the bag ကကလထိုင်ပေါ်မှာရှိနေတယ်ဒါက noun ပေါ့ noun မတိုင်ခင်မှာဆိုရင် preposition လေးရှိတယ်ဒီမှာဆို preposition ကိုတို့ဘယ်လိုမျိုးမှတ်လို့ရသေးလဲဆိုရင်သူက verb တွေရဲ့နောက်မှာရှိတာ verb တွေရဲ့နောက်ပြီးတော့ noun တို့မဟုတ်လို့ရှိရင် pronoun တွေရဲ့အရှိမှာရှိတတ်တာဒါကြတော့ preposition တွေရဲ့ရှိတတ်တဲ့နေရာတွေပေါ့ okay ဒါဆိုရင် preposition ကဘာဆိုတာလဲသိသွားပြီပြီးတော့လူတွေအသုံးပြုတာများတဲ့ preposition တွေကိုမှသူတို့ကို sentence ထဲမှာဘယ်လိုမျိုးအသုံးပြုလဲအဲ့ဒါလည်းသိသွားပြီပြီးတော့သူ့ရဲ့ position ကိုလည်းသိသွားပြီဆိုရင် preposition ကိုကောင်းကောင်းအသုံးချတတ်မယ်လို့ထင်ပါတယ် okay ဒါဆိုရင်ဒီနေ့ရဲ့ video လေးက preposition အကြောင်းလေးကတော့ဒီလောက်ပါပဲ bye bye and see you in the next video